နိုင်ငံတကာရဲ့တုံ့ပြန်မှုအရေးပါမှုတွေနဲ့စစ်ဘလူးတွေစစ်အာဏာရှင်တွေတိုင်းပြည်ထဲမှာဘာဆက်လုပ်မလဲဆိုတဲ့ခြေလှမ်းတွေကျွန်တော်ဒီနေ့ပြောပြပါမယ်နိုင်ငံတကာကိစ္စစပါမယ်နိုင်ငံတကာကတေချာတာတစ်ခုကအမေစုနဲ့နိုင်ငံတော်အတိုင်ပင်ခံအမေစုနိုင်ငံခြားရေးဝန်ကြီးအဖြစ်အမေစုနိုင်ငံတော်သမ္မတကြီးကဦးဝင်းမြင့်အယက်သားအစိုးရကိုသာအားပေးထောက်ခံကြောင်းနိုင်ငံအသီးသီးသဘောတူထားပြီးဖြစ်ပါတယ်ကုလသမဂ္ဂမှာလည်းဒီအတိုင်းပဲသဘောတူထားပါတယ်မင်းအောင်လှိုင်နဲ့အဖွဲ့ကိုအသိမှဘယ်သူမှယနေ့အချိန်မှာမပြုတ်သေးပါဘူးဒါသေချာတဲ့အချက်ပါနောက်တစ်ခုကနိုင်ငံတကာရဲ့တုံ့ပြန်မှု1988နဲ့လုံးဝမတူပါဘူးအခုလိုစီးပွားရေးပိတ်ဆို့မှုတွေချမှတ်ဖို့ဆိုတာနှစ်ပေါင်းများစွာကြာခဲ့ပါတယ်သူတို့ဥပဒေတွေပြဋ္ဌာန်းတဲ့တဆင့်ချင်းသွားအခုအားလုံးကြားကြသိကြမြင်ကြဖတ်ကြရတဲ့အတိုင်းပဲဒီတစ်ပတ်အတွင်းမှာကိုsanction တွေစအရေးယူလိုက်ပါပြီပတ်စံတွေကိုထိမ့်သိမ့်လိုက်ပါပြီသူတို့ရဲ့ပိုင်ဆိုင်မှုတွေအယမ်းမြန်တယ်နောက်မိသားစုတွေပြပထွက်ခွာခွင့်မရရေးပြပရောက်နေတဲ့သူတို့ဆွေမျိုးတွေကိုပြန်လဲနှင်ထုတ်ရေးဒီလုပ်ငန်းစဉ်တွေကလည်းအလွန်လျင်မြန်စွာအယမ်းမြန်ပေါ့လေသူတို့လုပ်နေတာကျွန်တော်တို့တွေ့ရပါတယ်တွေ့ရတာမဟုတ်ကျွန်တော်တို့သိထားတယ်ကျွန်တော်တို့ ਨੇ ပူးပေါင်းဆောင်ရွက်နေတာပေါ့လေဆိုတော့နိုင်ငံတကာရဲ့ဖိအားကမင်းအောင်လှိုင်နဲ့သူ့အလိုတော်ကြီးတွေအပေါ်မှာအဲ့ဒီလိုရှိပါတယ်အများပြည်သူမျှော်လင့်ကြတယ်လို့ချက်ချင်းနိုင်ငံခြားစစ်တပ်တရားဝင်ရောက်ဖြည့်ရှင်းပေးသွားမလားဆိုတာကတော့ဒါကသူတို့ဘလောက်အထိရက်ဆက်ရုပ်မှာတလဲပြည်သူလူထုအပေါ်မှာလူအများပေါ်ပေါ့လေအဲ့ဒါကိုမူတည်ပြီးဖြစ်လာမှာဖြစ်ပါတယ် crime against humanity ဆိုတာတေချာရဲ့လားလို့တချို့ဥပဒေကိုနားလည်လူတွေကျွန်တော်မေးပါတယ်တော့သူတို့ဘက်ကလူတွေလည်းကျွန်တော်ဟားတာပေါ့လေတေချာပါတယ်ဘာလို့လဲဆိုတော့Australia အလွတ်တော်ရဲ့ကိုစားပြုကိုယ်စားလှယ်အမတ်တွေပေါ့လေဒါပေမဲ့လွတ်တော်ရဲ့ဒီဥပဒေရေးဆိုင်ရာကိုယ်စားလှယ်တွေကကျွန်တော်နဲ့နေတိုင်းဒီပါအဆက်အသွယ်ရှိပါတယ်သူတို့ကိုကျွန်တော်သတင်းပေးတဲ့အခါသူတို့ကဒီစစ်တပ်ကပြင်းပြင်းထန်ထန်လူထုအပေါ်လုပ်နေတဲ့ကိစ္စတွေသိကြပါတယ် crime against humanity ပါလို့ကျွန်တော်သတင်းပို့တိုင်းမှာပြောပါတယ်ကျွန်တော်လည်းသေချာရဲ့လားကျွန်တော်ဥပဒေနားမလဲဘူးเนาะအရန်ကျွန်တော်မေးတယ်သေချာပါတယ်တော့အခြေအနေတွေကအဲ့ဒီလိုရှိပါတယ်နောက်အာဆီယံနဲ့ပတ်သက်တဲ့ကိစ္စမိတ်ဆွေတွေစိုးရင်တကြီးမေးကြတာလေကျွန်တော်ကိုယ်တိုင်အာဆီယံ country တစ်ခုမှာ9နှစ်နေခဲ့တော့ကျွန်တော်သိပါတယ်သူတို့ကမြန်မာပြည်ကိုဆင်းရဲစေချင်တယ်ဆိုတာတော့မဟုတ်ပါဘူးအာဆီယံရဲ့တချို့နိုင်ငံတွေဆိုရင်မိတင်းနေထိုင်နေကြတဲ့မြန်မာတွေသိပါတယ်စိတ်ထားအတော်ကောင်းပါတယ်သူတို့ကမြန်မာတွေပေါ်လဲစိတ်ထားကောင်းကြပါတယ်တခြားလူမျိုးတွေပေါ်မှာလဲစိတ်ထားကောင်းတယ်မြန်မာနိုင်ငံသားတွေပေါ်မှာလဲသူတို့စိတ်ထားကောင်းတယ်တခုရှိတာမြန်မာတွေဆင်းရဲအောင်မြန်မာအချင်းချင်းပဲလုပ်တာပါအာနာရှင်တွေစစ်ဘလူးတွေပြီးခဲ့တဲ့အာနာရှင်တွေအခုမင်းအောင်လှိုင်အုပ်စုထပ်ပြီးတော့အရန်ဆင်းရဲနေတဲ့နိုင်ငံကိုထပ်ပြီးတော့ရစရာမရှိအောင်ကြံစီနေကြပြန်ပြီလေအဲ့တော့မြန်မာအချင်းချင်းပဲကိုယ့်တိုင်းပြည်ကိုပြန်ပြီးတော့မတရားလုပ်တဲ့လူတွေကြောင့်ဆင်းရဲရတာပါဒါတွေကို generation Z ကလည်းကျွန်တော်ကတော့ generation Z လို့ခေါ်တာပေါ့လေသူတို့ကလည်းသိထားပုံရတယ်သူတို့လေးလာမှုအားကောင်းတယ်ခင်ဗျသူတို့ဘဝတွေဒါမျိုးအဖြစ်မခံတော့ဘူးဒါကြောင့်သူတို့ကပြင်းပြင်းထန်ထန်တိုက်ပွဲဝင်နေတာပါဒါနိုင်ငံတကာအခြေအနေတွေပေါ့လေအဲ့တော့မြန်မာတွေဆင်းရဲပြီဆိုရင်တော့အိမ်နီးချင်းနိုင်ငံတွေကဘာအခွင့်တာသွားလဲဆိုတော့လူသားအရင်းမြစ်တွေဆရာဝန်တွေအင်ဂျင်နီယာတွေကွန်ပျူတာပညာရှင်တွေနောက်ဆုံးเนาะအလုပ်ကျန်းသမားခေါ်ရမှာပေါ့ပယံအုတ်စီကြောက်တရားအစဈေးပေါ်နဲ့တို့ရကျွန်တော်မြန်မာနိုင်ငံသားတွေဈေးပေါ်တယ်ကဘာမှာထွက်ပြီးတော့ကြုံခံရတာတော့မှရှိတယ်တခြားနိုင်ငံသားတွေကလည်းလာပြီးတော့တခြားเนาะနိုင်ငံခြားတစ်ခုမှာကြုံခံနေရတဲ့လူသားတွေများစွာရှိတဲ့အ내မလာစာပေးတာကြုံရင်းတူမြန်မာကနေဒါတော့အားလုံးသိဆိုတော့ဒီအခြေအနေတွေကိုကျွန်တော်တို့မျိုးဆက်သစ်တွေကို
ရောက်ခံလို့မဖြစ်ဘူးပြည်တွင်းကတော့အဓိကပဲနိုင်ငံတကာကပြည်တွင်းကတော်လှန်ရေးတွေကအဓိကနိုင်ငံတကာကလုံနေတဲ့အရင်အထက်အစပေါင်းများစွာမြန်တယ်တပတ်အတွင်းမှာအတွင်းဖြစ်ပေါ်ပြောင်းလဲမှုကျွန်တော်တို့တော်လှန်ရေးဘက်ကရှင်ကျွန်တော်တို့အားပေးထောက်ခံကူညီပံ့ပိုးမှုတုံ့ပြန်မှုအရမ်းမြန်နောက်ပြည်တွင်းမှာရှိတဲ့အခြေအနေတွေပေါ့ဒီစစ်ဘလူးတွေဟာဥပမာဗျာရဲစခန်းမှာအရာရှိ9ယောက်ရှိတယ်ဆိုတာထား2ယောက်ကလူတို့ကိုပြင်းပြင်းထန်ထန်ဖိနှိပ်ဖို့ကြိုးစားမယ်3ယောက်ကလူစိတ်ရှိတယ်အဲ့ဒီခါကျတော့ဘာလုပ်လဲဆိုဟို2ယောက်ကိုပို့မြောက်ပေးမယ်ယာရူးတွေတိုးပေးမယ်အခွင့်အရေးတွေပို့ပေးမယ်ဒါတစ်သက်လုံးသူတို့လှုပ်လာတဲ့ကိစ္စတန်းရွှေခစ်ထဲကတန်းရွှေဟာသူ့ကိုပြင်းပြင်းထန်ထန်ပြည်သူလူထုကိုဖိနှိပ်ပေးတဲ့လူတွေလုံးဝ100%သစ္စာခံတယ်ဒီအာဏာရှင်ကြီးတွေကို100%သစ္စာခံတယ်ဆိုတော့မှတော့ဘယ်လို့မှလူစိတ်မရှိတဲ့လူတွေအဲ့ဒီလူမျိုးတွေကိုကိုပဲတဖြည်းဖြည်းယာတူးတွေပေးပြီးဆွဲတင်ဘယ်လောက်တောင်လို့လဲဆိုတော့အဲ့ဒီလောက်သူတို့ဖားနော်အာဏာရှင်တွေကိုကြဖားပြည်သူလူထုကိုရဲဆက်ဆက်လှုပ်တဲ့လူတွေရဲ့သားသမီးတွေကိုပင်လျင်ဆွဲတင်ခဲ့ကြတယ်ကျွန်တော်နောက်ဆိုရင်နာမည်တွေနဲ့ပြောမယ်အဲ့ဒီသူတို့ဆွဲတင်ခဲ့လို့ယနေ့ယာတူးတော်တော်ကြီးနေတဲ့လူတွေဟာကျွန်တော်တငယ်ချင်းတွေရဲ့ယောက်ျားတွေကျွန်တော်တငယ်ချင်းတွေရဲ့အကိုတွေကျွန်တော်တို့လည်းနည်းနည်းပဲကြီးတော့တယ်အခုဘိုလ်ချုပ်ကြီးတွေဆိုတာတိတ်တမကြီးဘူးအဲ့တော့အဲ့ဒီလိုတွေဆွဲတင်ထားတာအဲ့တော့ဒီပြည်သူလူထုကိုရက်ဆက်ကြမ်းကြုတ်တဲ့စစ်အာဏာရှင်ရဲ့လက်ကင်ထုတ်တွေကိုကျွန်တော်တို့ကမှတ်သားထားရမယ် social punishment လို့ခေါ်တယ်သူတို့လူတော်မတူအောင်ကျွန်တော်တို့ကလုပ်ရမယ်ဒါကျွန်တော်တို့လုပ်ကိုလုပ်ရမယ်ကိစ္စထို့တူအောက်ခြေဝန်ထမ်းတွေတူတူပဲအောက်ခြေရဲတွေအောက်ခြေတပ်မတော်သားတွေခင်ဗျားတို့ကိုလေမိုးကြရွှေကိုတွေကအမှရဲဆိုရင်ရဲတပ်ဖွဲ့တွေကိုအုပ်ချုပ်ဖို့အမိတ်ပေးဖို့ကစစ်တပ်ကအဝတ်လဲပြီးတော့ရောက်လာတာစစ်ဗိုလ်တွေရဲမဟုတ်ဘူးအဲ့တော့သူတို့ကဘယ်လောက်ရက်ဆက်ကြမ်းကြုတ်လဲဆိုတော့ဒီရဲတွေကိုသူတို့ခိုင်းတာမလုပ်ပေးရင်ထိုးတယ်ကြိတ်တယ်နဘန်ကျင်းတယ်ကန်တယ်ကြောက်တယ်အားလုံးသိတယ်ရဲပြည်သူရဲတိုင်းသိတယ်မသိရင်ဒီရာဇဝင်တွေကိုပြည်သူရဲတွေပြန်ပြီးမေးကြည့်ပါကျွန်တော်လိန်ညာမပြောကျွန်တော်တာဝန်ယူတယ်ကျွန်တော်စကားပြန်မေးကြည့်ပါစစ်တပ်ထဲမှာလည်းပြန်မေးကြည့်ပါဘသူတွေကိုဆွဲတင်ခဲ့ကြတာလဲငဖားကြီးတွေကိုဆွဲတင်ခဲ့ကြတာအရေးချင်းရှိတဲ့လူတွေတဖြည်းဖြည်းချင်းဘေးရောက်သွားမယ်အရန်တော့လည်းမလုပ်ဘူးဒါပေမဲ့ယာရူးတိုးပေးတာတော့အခွင့်အရေးပေးတာတော့မလုပ်လူမှန်တွေကိုပေါ့လေပြည်သူဘက်တော်သားတွေကိုအဲ့ဒီလိုစနစ်တွေနဲ့လှုပ်လိုက်တော့အချိန်ကြာလာတဲ့ညအခုဆိုရင်တိုက်ပွဲရအရှိန်မြင့်လာပြီတော်လန်ရေးကအရှိန်မြင့်လာပြီကျွန်တော်တို့ပြည်သူတွေလည်းစိတ်နှလုံးညှိုးငယ်ရတာကတမျိုးရက်ဆက်ကြမ်းကြုတ်ကောက်ကျစ်ဆင်းလဲတာတွေကိုရင်ဆိုင်ရတာတမျိုးဆိုတော့အတော်ကိုနွမ်းနေပြီပင်မနွမ်းနေပြီကျွန်တော်သိပါတယ်ကျွန်တော်ကိုယ်တိုင်လည်းပင်မပါတယ်ဒါပေမဲ့ဗျာကျွန်တော်တို့မယုံရင်ကျွန်တော်တို့ဘဝတွေလေကျွန်တော်တို့ကိုယ်တိုင်မှမယုံရင်ဘယ်သူယုံပေးမလဲအဲ့တော့ဒါပေမဲ့ကျွန်တော်တို့တွေပင်ပန်းနွမ်းနေအထိနာနေတာမဟုတ်ဘူးအဲ့ဒီအာနာယူကြီးစစ်ခွေးဘလူးကြီးမင်းအောင်လိုင်းနဲ့သူ့ထောက်တိုင်နေယူနေပြီပြနေပြီဗျာနိုင်ငံတကာဖိအားပြည်တွင်းဖိအား CDM နဲ့ပတ်သက်လို့သတင်းလေးထပ်ပေးပါမယ်ဒေါ်လာကျွန်တော်ကြားထားတာပန်းကန်းရှိပါတယ်နိုင်ငံအသီးသီးမှာရောက်နေတဲ့ပြည်သူတွေတချို့ပေးပို့ပြီးသွားပြီတချို့ပေးပို့ဖို့ပြင်ဆင်နေကြတယ် CDM မှာဝန်ထမ်းတွေအတွက်ထမင်းကျွေးဖို့ထောက်ခံအားပေးဖို့အဲ့ဒါကိုထပ်ပြောပါအောင်မယ်လာစဉ်လုပ်ပေးသွားမှာပါနိုင်ငံတကာမိသားစုတွေကျွန်တော်ဆက်သွယ်ကျွန်တော်ငွေကြေးတွေဆိုတော့အရင်လည်းများတယ်ပမာဏတယ်ကျွန်တော်တာဝန်ယူမပေးနိုင်ဘူးကျွန်တော်အခုလို့တည်င်းတွေထုတ်ပြန်ပေးမယ်ကျွန်တော်ပြည်သူလူထုကျွန်တော်မျှော်လင့်ကြတယ်ကျွန်တော်သိပါတယ်ဒါအတွက်လည်းကျွန်တော်စူးစမ်းပေးတာပါအဲ့တော့
ပြည်တွင်းမှာသူတို့စစ်ဘလူးတွေကဒီလိုစနစ်တွေနဲ့လို့အချိန်ကြီးကြာလာရင်သူတို့အထဲမှာကိုနှစ်ပိုင်းလူတို့ဘောညတာဆောက်ထောက်ထားတဲ့အရာရှိတဲ့တစ်ပိုင်းပြင်းထန်စွာဖြိုခွင်းပြီးတော့လူတို့ကိုရက်ဆက်ပြီးတော့ကောက်ကျစ်ဆင်းလဲပြီးတော့ယာဒူးတက်ချင်အခွင့်အရေးရချင်တဲ့အခွင့်အရေးသမားတွေကတစ်ပိုင်းနှစ်ပိုင်းရှိနေပါတယ်ဒါသိကြပါတယ်ဘယ်အဖွဲ့အစည်းမှမဆိုရက်ဆက်ကြမ်းကြုတ်သူလည်းရှိမယ်လူပိသားတဲ့လူလည်းရှိပါတယ်အဲ့တော့သူတို့ကကောက်ကျစ်ဆင်းလဲပြီးလက်နက်တွေကင်ထားတဲ့အတွက်ရေဒိုမှာတော့သူတို့ဖြိုခွင်းမှုတွေကိုပြည်သူလူထုဟာတောင့်ခံနိုင်ရမှာဖြစ်ပါတယ်ရေရှည်မှာတော့အကယ်၍ကျွန်တော်တို့တော်လှန်ရေးကိုအားမလျှော့လိုက်ဘူး CDM ဟာဒီတဲ့ပိုအောင်မြင်မယ်ဆိုရင်တော့သိကြပါတယ်နိုင်ငံတကာဖိအားနဲ့အတူဒီခွေးဘလူးကြီးမင်းအောင်လိုက်အခုပြန်ရခတ်နေပြီသူဖအေးတွေလေပြီးခဲ့တဲ့အာနာရှင်ကြီးတွေရဲ့ခရိုနီကြီးတွေတိုင်းမှုဟောင်းတွေသူတို့ကိုပါအေးအေးယူမှာပါနိုင်ငံတကာအခုလက်တလောချက်ချင်းကြီးမလို့လက်တလောစစ်ကောင်စီအုပ်စုကိုပဲအေးအေးယူလိုက်တာပါကျွန်တော်တို့အယက်သားအချင်းချင်းမဲလုံးဝမနိုင်မဲနဲ့အာနာယူပြီးတော့မင်းအောင်လှိုင်နဲ့ပူးပေါင်းတဲ့လူတွေအခုခမရတို့ကခွေးသန်းလိမ့်မလို့ကျွန်တော်ထဲမပြောသေးဘူးခွေးသန်းခုံလို့ဖုံမထအောင်ခမရတို့ကျွန်တော်မကြခင်ထည့်ပြောမယ်မကြခင်လောလောဆယ်ဓာတ်ရိုက်ဒီအာနာယူစစ်ခွေးဘလူးတွေကိုနှိမ်နှင်းနေရတယ်မအားသေးဘူးခမရတို့အားလုံးဘသူ့ကိုဆိုလို့လဲသိလိမ့်မယ်ဘဲနဲ့ဗျာအာနာကိုယူလွန်အားကြီးသူတို့ပြည်တယ်မကောက်သူတို့မိသားစုတွေပါ social shaming punishment ကျွန်တော်လုပ်ရမယ်မတရားမှုအတွက်ဘယ်သူမှဘသူ့ကိုမှတတ်ညမှာမဟုတ်ဘူးကျွန်တော်တို့ကျေးဇူးတင်ပါတယ်